Hello ค่ะဒီနေ့ဗီဒီယိုလေးတော့ကျွန်တော် daily vlog လေးဖြစ်ပါတယ်ကျွန်တော်လည်းဒီဗီဒီယိုလေးကိုအဆုံးလေးလိုက်ပါကြည့်ရှုပေးကြပါဦးဗျာဗီဒီယိုလေးစမှာတော့ဟိုတက်တီတက်နဲ့ပဲစလိုက်ပါမယ်ဒါလေးကတော့အောင်ထက်တပါဝါပေါ့နော်စတာပါဒါတော့ရောင်းတော်ပြအကယ်ကြီးပေါ့နော်ဒါနေကြတယ်ဆောင်းလာတယ်ဘယ်ယူတော့ဆွဆွဆောင်းလာပါတယ်အောက်ကမှိုက်ရီတော့မပါဘူးပေါ့နော်ဒါလေးကတော့အရင်စလိုးဝိုင်လေးနေတိုင်းနေတိုင်းစာကျွေးနေတဲ့ချစ်စပွဲတတော်ဝါလေးတွေပေါ့နော်အရာမေကမိုးလင်းတာနဲ့ငက်ကလေးတွေစာကျွေးနေကြဆိုတော့သူတို့လာပြီးစောင့်နေရဒီကောင်လေးကဘယ်လောက်ရင်နေပြီလဲဆိုကြည့်ဗျာကျွန်တော်နောက်မှဗီဒီယိုရိုက်နေတော့ထားမပြတ်အောင်ကျွန်တော်နောက်ရစီးဝိုင်းမကောင်းလို့စာကလေးတွေနဲ့ဟောတာပေါ့ဆိုရင်ကျွန်တော်လည်းအားပြပါအောင်နော်ဒါလေးရတယ်အောင်တဲ့တဘာဝပေါ့နော်sorry စကျော်3မိနစ်တကတဘာဝလို့ပြူစီဝန်းပါစီရဲ့ fra ကျော်တခါလေးကျင်ညာလိုက်တာနော်3လို့တော်ကောင်းပါတယ်အခုချိန်ကတော့မျက်နှာတစ်သွားတိုက်ပလုတ်ကျင်းပါနော်အကိုကရီလန့်လှတယ်လို့လူတော်တော်များများပြောကြတယ်အမြဲတမ်းသွားလို့တော့တိုက်ပြီးဖြစ်ပါတယ်အမြဲတမ်းလေးမှန်ကြီးဖြစ်တဲ့ထဲမှာပါတယ်ဒါလေးကကျွန်တော်ဘလို့တော်တော်များများအဲ့လိုမျိုးတောက်တာလေးတွေ့လို့ဘာလို့တာလဲတော့မသိဘူးเนาะကျွန်တော်တောက်ပြတာဒါကတော့ကျွန်တော်လက်ရှိသုံးနေတဲ့မော်ချာဖြစ်တယ်သူကဝက်ချန်တွေမဲဆက်တွေပျောက်တယ်ကျွန်တော်ကတော့တိတိတတ်တာဆေးရဲအတွင်းမှာဝက်ချန်တွေကပျောက်သွားပြီမဲဆက်တွေကတော့နည်းနည်းပါးပါးတော့ကြံသေးတယ်ဒါဆေးရဲအတွင်းမှာတော့တော်တော်လေးအဆင်ပြေတယ်သုံးရတာမောင်းဆွဲပြီးတော့ဝက်ချန်တွေထွက်ပြီးတော့မဲဆက်တွေကြံနေတဲ့ဘာသာတွေအတွက်စမ်းသုံးကြည့်ဖို့တော့ comment ပေးကြပါတယ်ကျွန်တော်လည်းတော်တော်လေးကြိုက်လို့သုံးနေသေးပါပဲလက်ရှိမှာဒါကတော့လှုပ်သွားကနေစားဖို့မိထားတဲ့ထမင်းကြော်လေးပဲဖြစ်ပါတယ်စားကြပါဦးစားလို့မရလို့တမင်တကာခေါ်ချူရပါဒါကတော့ USC မှာပူနွေးနွေးကပတ်ရထားတဲ့ဂျူရှူအာကန်ကိုစိန်ခေါ်ဖို့ပြင်ဆင်နေရဆိုရဲကျွန်တော်ဖေဖြစ်ပါတယ်ဘာလဲဒါမိမတွေအမြဲမကောင်းပြောနေတဲ့ကလေးနှစ်ယောက်နဲ့ကျွန်တော်ဖေကတော့ဒါမိမကိုတော့ချစ်ကြောက်ယူတည်ရပါတယ်ချစ်လဲချစ်တယ်ကြောက်လဲကြောက်တယ်ဒါပေမဲ့ယူလဲယူတည်ရပါတယ်ဟိုလက်ရှိမှာတော့စောစောစီမျက်နှာတော့မတက်ကြသေးမဟုတ်ချိန်နေရတယ်အနေထားကိုလည်းတစ်ချက်ရှူလိုက်ပါဒါတော့လှုပ်တော့ပြင်ဆင်နေကျွန်တော်ရဲ့ဒါကောကြီးဖြစ်ပဲဒါဂျင်းတော့မစော့ဒါပေမဲ့ခန္ဓာကိုယ်ကတော့ကြည့်လို့ရှိမှုတော့ကောင်းနေထင်တာပဲဗီဒီယိုကလစ်ကအရန်ရှင်နေလို့အဝတ်စားလေးရတော့ထည့်မြတ်တော့နော်ဒါကျွန်တော်လာကားရဲ့ဂုံသေးပြီးတော့ကေရီကာဆိုပြီးတော့ဒါတောင်းနေရမှာဒါမိခင်လှုပ်လိုက်ပို့တာဖြစ်ပါတယ်ဒါတာမီနေရောက်စပိန်နေနဲ့လှုပ်သွားနေရပါရုပ်ကလေးချောပြီးတော့ဘဝမလားတယ်ကျွန်တော်တော့ကတော့ပြောစရာမရှိပါဘူးဒါဒီလိုပဲကြိုးစားရုန်းကန်တာပေါ့ဗျာကဲဒါတော့လုံးမရောက်ခင်ဆရာဆိုင်ဝင်ပြီးတော့ခင်ဝင်ရတာပါဗျာသူများလုံးမှန်တဲ့ဝေးရိုက်တည်ရိုက်ပေါ့အလုံးရောက်ပြီဆိုတော့ကျွန်တော်ကြိုးစားပြန်တာဖုန်းသုံးပါတယ်ဗီဒီယိုလေးလည်းလုတ်တဲ့နဲ့လုတ်ပေးထားပါတယ်ကျွန်တော်တက်လို့တာတော့မဟုတ်ပါဘူးငါလို့လုံနေရပါတန်းတွင်လည်းလူနိုင်တန်းနိုင်ပါတယ်အားပေးကြည့်ရတဲ့တယောက်ချင်းတိုင်းလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်လည်းဗီဒီယိုလေးဆက်တင်ပြီးတော့မျက်စိလေးဆက်တော့ပါအောင်မယ်တတာ